ကိုကဒိုင်းမီလက်ထွက်ခြင်းနဲ့ crown ဖလိုလဲပေးခြင်းနဲ့ဗဒဲကိုလည်းမြန်မြန် join ခြင်းနဲ့ဆိုရင်စမ်းစီကိုခံယူလိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်က live ဖြစ်ပါတယ်ဒီဗီဒီယိုမှာစမ်းစီရဲ့ scale လောက်ပုံတွေကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြအောင်စမ်းစီရဲ့ basic ကနောက်လာမယ့် basic တက်ကိုအဟမ်းပြစီမှာဖြစ်တယ်အဟမ်း basic တက်နဲ့ချမယ်ဆိုရင် physical damage 200ကိုတက်ရောက်စီမှာအပြင် HP အနည်းငယ်ကိုလည်းပြန်လည်ရရှိမှာဖြစ်တယ်နောက်ထပ် basic ကတော့စမ်းစီက physical ဒါမှမဟုတ် true damage ပေးခင်ရလို့ပဲဖြစ်ဖြစ် enemy ကို scale တောင်းလိုက်လို့ပဲဖြစ်ဖြစ်ဒီလို stat တစ်ခုစီရရှိမှာဖြစ်ပြီးအများဆုံး10ခွဲအထိစုနိုင်မှာဖြစ်တယ်X-stat တစ်ခုစီက physical defense ကို16ကနေအများဆုံး32အထိ6စက္ကန့်ကြာတိုးပေးမှာဖြစ်တယ်။စမ်းစီကချိန်လဲတဲ့နေရာကိုပြည့်ရလိုက်မှဖြစ်ပြီးလမ်းကြောင်း enemy ကို physical damage တက်ရောက်စီမှာအပြင် skill ရိုက်ချရနေရာကနေ enemy ကို10စက္ကန့်ကြာ knock out ဖြစ်စီမှာဖြစ်တယ်။ skill 1တောင်းလိုက်တဲ့အချိန်မှာ passive stat ကိုလည်း3ခုထိရရှိမှာဖြစ်တယ်။စမ်းစီက enemy ကိုသူ့ရဲ့ skill 2 3စင်းနဲ့ရလိုက်မှဖြစ်ပြီး enemy ရဲ့ movement speed ကိုချော့ချပေးမှာဖြစ်တယ်။ Scale 2တောင်းလိုက်တဲ့အချိန်မှာ stat 3ကိုလည်းရရှိအောင်မှာဖြစ်တယ်။စမ်းစီကသူ့ရဲ့ရှင်ကို12စက္ကန့်ကြာစီးလိုက်မှာဖြစ်ပြီးအဲ့လိုစီးနေစဉ်တခြားမှာ crown ဝင်တို့ immune ကိုလည်းရရှိမှာဖြစ်တယ်။စမ်းစီရဲ့ရှင်က war တွေ Asian monster တွေ enemy ကိုတိုက်မိရင်ပောက်ကွဲတော့မှာဖြစ်ပြီး physical damage 469တက်ရောက်စီမှာဖြစ်တယ်။နောက်ပြီး enemy ကို10စက္ကန့်ကနေ 1.5 စက္ကန့်ကြာ launch ဖြစ်စေမှာဖြစ်တယ်။ ultimate စီးနေစဉ်အတွင်းမှာ ultimate ကိုထပ်နှိပ်မယ်ဆိုရင်စမ်းစီကရင်ပေါ်ကနေခုန်ဆင်းလိုက်မှဖြစ်ပြီးရှင်ကခဏကြာမှပေါက်ကွဲတော့မှဖြစ်တယ်။စမ်းစီရဲ့ skill 1ကဒီလို flash နဲ့ပေါင်းပြီးတော့လည်းသုံးလို့ရပါတယ်။စမ်းစီရဲ့ ultimate ကဘတ်တဲမှာအတော်လေးအသုံးဝင်တဲ့အတွက်ကြောင့်မလို့ဒီချာလေးလေ့ကျင့်ထားတင်ပါတယ်။စမ်းစီက mobility နဲ့ပြီးတော့ HP နဲ့တဲ့ hero တွေကိုအလွယ်တကူကောင်းတာနိုင်ပါတယ်။စမ်းစီနဲ့ live ဖက်တဲ့ item တွေကတော့စမ်းစီရဲ့ guide video လေးကဒီလောက်ပဲဖြစ်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်တယောက်ချင်းလေးရောအထူးကျေးဇူးတင်ရှိပါတယ်နောက်တစ်ပုဒ်မှပြန်တွေ့ကြပါပေါ့အားလုံးပဲကောင်းကောင်းနေလေးပိုင်ဆိုင်ကြပါစေ